CH နဲ့ရေးပြီးရှာအတန်ထားရတဲ့စကားလုံးတွေကိုကျွန်တော်အရှင်းရဗီဒီယိုမှာမျှဝေပေးခဲ့တာသူနဲ့ဆက်ဆက်ပြီးတော့မှဒီနေ့ CH နဲ့ရေးပြီးတော့မှခအတန်ထားရတဲ့စကားလုံးလေးတွေကိုမျှဝေပေးသွားခြင်းလို့ပါပြန်ပြောရမယ်ဆိုရင်တာမန်အဖြစ် CH ကချအတန်ထတ်တယ်ဆိုပေမဲ့ပြင်သစ်ကနေလာတဲ့စကားလုံးပြင်သစ်ကနေမွေးစားထားတဲ့စကားလုံးတွေကိုဆိုရင်မတို့ကရှာအတန်ထတ်ပေးရတယ် Greek ကနေလာတဲ့စကားလုံးတွေကိုကြတော့အဲ့ဒီ CH ကိုအခါများစွာမှာခအတန်ထပ်ပေးရတယ်ဗျ and ဒီနေ့ဗီဒီယိုမှာအဲ့လို CH နဲ့ပေါင်းပြီးတော့မှခအတန်ထွက်ရတဲ့အသုံးအများဆုံးစကားလုံးလေးတွေကိုတခါတည်းပြောပြသွားပါမယ် Number 1 school မဟုတ်တာသိချာရ or chemistry chemical technology အတူကောက် tech ခအတန်နဲ့ပဲပေးရ touch မဟုတ်ဘူးလေ stomach ခေတန်နဲ့ပဲပေးရတယ်ဒီစကားလုံးဆိုအတန်ထွက်အမှားများတယ် stomach လို့ or stomach အဲ့လိုမျိုးထွက်ကြလေးရှိရ store နဲ့မတော့ stomach အစာအိမ် or တာမန် bite ပေါ့နော် stomach လို့ထပ်မှာနော်ခေတန်နဲ့ပဲပေးဖို့လဲမမေ့ပါနဲ့ character မဟုတ်တာသိချာလေးနော် architecture ခါတဲ့နဲ့ပဲသွားတယ်နေထိုင်နောက်ကနေ TUR နဲ့စလုံးပေါင်းတဲ့အခါကျတော့ chair ဖြစ်သွားတယ်ဒါကတီးတန်းကိစ္စပေါ့နော်ကျွန်တော်နောက်မှပဲဗီဒီယိုတစ်ခုလုပ်ပြီးတင်ပေးမယ်လောလောဆယ်တော့ခဏ K ကိုပဲ focus ထားရအောင်အဲ့ TUR နဲ့စလုံးပေါင်းပြီးဆိုရင် chair ဖြစ်တဲ့ကိစ္စတော့နောက်မှလာမယ်နော် but architecture ခါတဲ့နဲ့ပဲထပ်သွားတယ် then we have mechanic ခါတဲ့နဲ့ပဲသွားတယ်ဒီစကားလုံးကစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ noun form က machine ဒီ machine ကိုကျွန်တော်အရှင်းနေတော့ပြင်သစ်ကနေလာတယ်ဆိုပြီးတော့မှ CH နဲ့ရေးတော့လဲရှာအတန်ထွက်တယ်လို့ပြောခဲ့တာသူ့ရဲ့ adjective ဖြစ်တဲ့ mechanical ကျတော့နေထိုင်ခဖြစ်သွားတယ် mechanical လို့ထွက်လို့မရအောင်ဖြစ်စဉ်အဒီလိုဗျ mechanical ကျတော့ Greek ကနေတိုက်ရိုက်ဆင်သက်လာပြီးတော့မှ English ဘက်ကိုဝင်လာတာဟုတ်တယ် machine ကျတော့ပြင်သစ်စကားလုံးတိုက်ရိုက်မွေးစားထားတာဟုတ်တယ်ဒါကြောင့်လဲ noun နဲ့ adjective တွေကအတန်ထွက်ကိုယ်ကဖြစ်သွားတာပါဒါကြောင့် English ရဲ့ရှုပ်ထွေးနဲ့နံမှုလို့ပြောရမယ်ဒါကြီးမဲ့အဲ့ဒါရှုပ်တယ်ဆိုရင်လဲအယူရှင်ဆုံးဖြစ်အောင် noun ဆိုရင် machine ရှာအတန်နဲ့ထပ်တယ် adjective တွေဆိုရင်တော့ mechanical ဆိုပြီးတော့ခအတန်ပြောင်းရတယ်လို့မှတ်လိုက်ပါ echo ပဲ့တင်တန်လေးနော် echo that's it echo တော့မဟုတ် echo ကတော့တတ်ဖြစ်မယ် chaotic like chaos ကတောင်းကနေဖြစ်တဲ့အရာကိုပြောပါတယ်ကတောင်းကနေဖြစ်ခြင်းပေါ့နော် chaos မဟုတ်ဘူးလေနောက်ထပ်အသုံးများတဲ့စကားလုံးတွေမှာ chorus chrome chronic and နောက်ဆုံးမှာ archy ဆိုတဲ့ suffix ရှိမယ်အသုံးများတဲ့ suffix မလို့ပါသူလည်း Greek ကနေလာတာဟုတ်တယ်အုပ်ချုပ်ခြင်းလို့အဓိပ္ပာယ်ရတယ်ဥပမာ monarchy ဆိုရင်တူစံပိုင်ပြီးရင်အုပ်ချုပ်တဲ့စနစ်လေးနော် hierarchy ရှိမယ် patriarchy ရှိမယ် anarchy ရှိမယ်ဒီလိုမျိုး archy နဲ့ဆုံးတဲ့ suffix တွေလည်းဒါ Greek origin ဖြစ်မယ်ဒါကြောင့်ခအတန်နဲ့ပဲထပ်ပြရပါတယ်ဒါတွေက CH နဲ့ရေးပြီးတော့မှခအတန်ထွက်တဲ့အသုံးအများဆုံးစကားလုံးတွေဖြစ်ပါတယ်တေချာလေးမှတ်သားခဲလိုက်ရမယ်ထင်ပါတယ်အကျိုးရှိခဲ့ရင်တော့ကျေးဇူးပြုတဲ့ comment ထဲမှာ share more or yes ဆိုပြီးတော့ရေးထားပေးပါပြီးတော့ follow and subscribe လေးလည်းလုပ်ထားပေးရောနော်နောက်ဗီဒီယိုမှာအတူပြန်ဆုံမယ်